ခုနှစ်တစ်ကူမှာကီကအမောင်း3ခုပေါ့မဟုတ်ဘူး3ခုရတယ်ပေါ့နော်ပထမတစ်ခုကတော့ပပပေးတာဒုတိယတစ်ခုကတော့အမျိုးသားပေါ့နောက်3ခုမြောက်ကတော့သူတို့ရွာကိုသွားလဲတော့ကအဲ့အန်တီကပေးလိုက်တာပေါ့နော်ဒီအမောင်းကိုအခုထိကီကမဖွင့်ကြည့်ရသေးဘူးသူတို့ပေးတဲ့နေ့ကစပြီးတော့သူတို့ကခေါင်းအောက်မှာထားပြီးတော့အိပ်ရမယ်တဲ့အဲဒါကြောင့်ဒီကီကမဖွင့်မင်းနဲ့ခေါင်းအောက်မှာထားတာပေါ့နော်အခုနှစ်တစ်ကူပြီးတော့မှဖွင့်ကြည့်တာပေါ့နော်ဘယ်လောက်ထိပေးထားလဲတော့ကီမသိဘူးပေါ့နော်အဲ့ဒါဒီဖွင့်ကြည့်မယ်ပေါ့နော်အခုကကြတော့မြင်းနှစ်ပေါ့မြင်းနှစ်ဆိုတော့သူကပပပေးရဒီမြင်းရုပ်လေးပါတယ်ဒါပပပေးရတဲ့အိမ်ပြီးတော့ဒီနည်းနည်းတိတ်မနေတဲ့ဟာလေးကကြတော့ဒါအမျိုးသားပေးရတဲ့ဟာအားကြတော့ရွာကိုသွားတော့ကအန်တီပေးရတဲ့အိတ်ပေါ့နော်အရင်ဆုံးပပအိတ်ကိုအရင်ဖွင့်ကြည့်မယ်ဘယ်လောက်လဲလို့မြင်းနှစ်ဆိုတော့မြင်းရုပ်လေးပါတယ်ပြေပါနော်အစ်စ်တီပပပေးရတဲ့အိတ်ဒီအပြရအောင်နဲ့ဒါ1000ရမို့နော်ဒါထောင်ပတ်စံ1000တန်ပြပန်းနဲ့ထောင်လဲကြည့်လိုက်မယ်ဒီအနီလေးတွေက100တန်1000 2000 3000 4000 5000 5000 6000ထိုင်ဝမ်ငွေ6000ထိုင်ဝမ်ကြတော့ထိုင်ဝမ်ထိုင်ပီလို့လည်းခေါ်တယ်ထိုင်ဝမ်ဒေါ်လာလို့လည်းခေါ်တယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်130ကျော်ပေါ့ငွေ6000 130နဲ့တွက်မယ်ဆိုလို့ရှိရင်9,800,000ပေါ့နော်9,800,000ပပပေးတယ်ထိုင်ဝမ်6000ထိုင်ဝမ်6000ပေါ့နော်ဒါအမျိုးသားပေးတဲ့အိတ်အမျိုးသားပေးရသူတေချာကိုနဲ့ကတ်တာဖွင့်ကြည့်ပါဆိုလို့သူကကိုနဲ့ကတ်တာအမျိုးသားပေးတဲ့အမျိုးသားက3600 1000 2000 3000 500 3600အမျိုးသားက3600ဒါကထိုင်ဝမ်ပတ်စံ100တန်ဒါကထိုင်ဝမ်ပတ်စံ900တန်ပေါ့နော်900တန်အနောက်မှာတမင်ရုပ်တွေရှေ့မှာကတော့ဟိုအားကစားလား base ပေါ်အားကစားပေါ့နော်100တန်ကြတော့ရှေ့ကဒါသူရဲ့ခေါင်းဆောင်လားမသိဘူးအဲ့လိုထင်တာပဲနောက်ကတော့နန်းတော်လားမမေးမသိဘူးနော်ဒါ100တန်ဒါ1000တန်ထိုင်ဝမ်ငွေ1000တန်ရှေ့ကတော့ဗာလဲမိသားစုလားမောင်နှမတွေလားကဘာလုံးကြည့်နေပုံလေးအနောက်ကတော့ဗာလဲနှင်းတောင်လားတိုးလားမသိဘူးအဲ့ဒါနဲ့ဟိုပေါ့ငှက်နှစ်ကောင်တရား1000တန်ပေါ့နော်အမျိုးသားက3600ဒါတော့ကြတော့ဟိုရွာအန်တီပေးတဲ့ဟာရွာအန်တီ1000 2000 3000 600ရွာအန်တီလည်း3600ပဲအဲ့ဒါပဲရတယ်ပေါ့နော်ဟုတ်ဘူး3ယောက်ပဲပပရဲ့အမျိုးသားရဲ့ပြီးတော့ရွာအန်တီရဲ့ပြီးတော့အမျိုးသားရဲ့ညီလည်းပေးသေးတယ်ကီကမယူတာပေါ့နော်ကီမယူတာမဟုတ်ဘူးအမျိုးသားမယူခိုင်းတာမယူနဲ့တဲ့ဆိုတော့မယူဘူးပေါ့နော်မမကကြတော့ကီကိုဟိုဟာဒီ New Year မှာဝတ်ဖို့အင်ကြီးလေးဝယ်ပေးရပေါ့နော်ပြီးတော့အိတ်နှလုံးပေးသေးတယ်သူပေးတာအိတ်သိမ့်မို့မေးနေဟိုတနေ့ကဟိုစားဖះเจ้าသွားတော့သူပေးထားတဲ့အိတ်ကိုမသုံးလို့ဆိုပြီးပြောခံခဲ့ရတယ်မမကကြတော့ New Year လက်ဆောင်အိတ်နှလုံးပြီးတော့ဒီအိတ်လေးတစ်ခုဒါကသူ့ရဲ့နှစ်တစ်လက်ဆောင်ဆိုပြီးတော့အိတ်နှလုံးပေးတယ်ပပကြတော့မဟုတ်ဘူး6000မျိုးသားက3600ရွာအန်ဒီက3600ပေါ့နော်ကျွန်တော်တို့တော့ကီယိုမပေးဘူးအဲ့ဒီ300ပဲသူတို့ကနှစ်တစ်မှာရတဲ့ပတ်စံဆိုပြီးတော့ခေါင်းအောက်မှာထားပြီးတော့အိတ်ခိုင်းတာပေါ့နော်အဲ့ဟာခေါင်းအောက်မှာထားပြီးတော့နှစ်တစ်ကို9ရက်ကိုအကောင်လုံးခေါင်းအောက်မှာထားတာပေါ့နော်အခုမှထုတ်ကြည့်တာထုတ်ကြည့်ရအဲ့လိုမျိုးရတယ်စုထားမှာပေါ့နော်
သူတို့ပေးရမဟုတ်ဘူးဆိုတော့